ရင်မှာမရင်ကိုကာဖို့ပထမဆုံးသုံးတာပိုးတွေပလေယာတယောက်ကပိုးတစ်ကောင်ကြားလို့ဝမ်းမနေပြီပဲပုံချင်းကတော့ကြေကွဲတတ်ကြတယ်ပိုးတစ်ကောင်မကြဘူးပိုးတစ်ကောင်ကထောက်သူတို့ရင်းနှီးမှုလောက်ခိုင်မြဲတာဘယ်ကဘာမှရှိအောင်လဲပိုးတစ်ကောင်ကြားပေးလိုက်မှရလာတဲ့အခွင့်အရေးပလေယာတေချာမတွေးတဲ့ရင်ပိုးသေးပြရတာဘယ်တန်လိမ့်မလဲမြေတစ်ကောင်တော့စွမ်းမထပ်ပေမဲ့ပိုးတစ်ကွက်ထောက်လို့နောက်ဆုတ်လိုက်ရတဲ့စစ်တို့ရင်ဂုံးထပ်မှာရှိတယ်ဘုံတော်ကြီးပဲလာရဲတိုက်ကြီးပဲတွေ့သူ့တိုင်းပြည်အတွက်ရှေ့ဆုံးကတင်ပေးဖို့လားပိုးတွေပါပိုးတစ်ကောင်ရဲ့တံမိုးဘယ်စစ်ပွဲမှာမှမညှိုးခဲ့ဘူးအခြေအနေကောင်းရင်တိုက်မကောင်းရင်စုပ်ခန်းတုံးတို့ဖြူဟာတွေကြားပိုးတွေကိုသူတို့ထားခဲ့တယ်ပလီယာနိုင်ပလီယာရှုံအရင်ဆုံးတည်ဆုံးပေးရတာပိုးတွေပလီယာနိုင်လို့ပြောတော့တည်ဆုံးပေးရတဲ့ပိုးကပြောတယ်ပလီယာရှုံးလို့မုန်းတော့ပိုးတွေကထိတ်ဆုံးကပါတယ်ကိုချင်းသာတရားဆိုတာမရင်ကပိုးပေါ်ထားလိုက်ရတယ်မရင်ကြီးကအတန်းနဲ့ဆိုပိုးလည်းအတန်းနဲ့ပါပိုးတကောင်ကိုကယ်ဖို့တင်ပေးမဲ့ဘုံကြီးပိုးတကောင်ကိုကွယ်ဖို့တင်ပေးမဲ့ရဲလိုက်ပိုးတကောင်ကိုကွယ်ဖို့တင်ပေးမဲ့မြင်းပိုးမထိခိုက်ဖို့တိုက်ခိုက်မဲ့ဘရင်မပိုးမကြဆုံးဖို့ညံသုံးမဲ့ဘရင်ပိုးတဲ့ရင်တွေမှာလိုချင်ကြပါပါအမြဲရှိသောဆိုတဲ့စိတ်ဓာတ်နဲ့တိုင်းပြည်အတွက်တင်ပေးဖို့တဲ့ပိုးတွေကဘာတီတွေအတော့ရှိပါစေအမြဲပေးဆက်တဲ့ပိုးတွေရဲ့သမိုင်းအတိုင်းတိုင်းပြည်ကြားပါကြားနိုင်ကြပါစေပိုးတကောင်ရဲ့ရေးပါမှုဘယင်ကြီးခုသိပါစေပိုးတွေရဲ့ပေးဆက်မှုပြည်သူတွေခုသိပါစေပိုးတွေသွေးတဲ့တဲတဲ့တိုင်းကြီးဖာရွယ်ဥခေါ်ပါသည်တော့မိုင်ကပါ